ဒီလူရဲ့လက်တွေဟာအလုံးမြင့်မားတဲ့အပူချိန်ကိုထုတ်လွှတ်နေခဲ့ပေမဲ့သူကိုယ်တိုင်ကတော့ထိခိုက်မှုတစ်စုံတရာမဖြစ်ခဲ့ပါဘူးဒါတင်မကသေးပဲသူ့လက်တွေဟာအလွန်စွမ်းထက်လာပြီးထိတွေ့လိုက်တဲ့အရာဝတ္ထုမှန်သမျှကိုစက္ကန့်အနည်းငယ်အတွင်းအရေးပျော်သွားစေနိုင်တဲ့စွမ်းရည်ကိုပါရရှိခဲ့ပါတယ်ဒါပေမဲ့မကြခင်မှာပဲသူဟာဒီစွမ်းအားကိုမထိန်းချုပ်နိုင်တော့ကြောင်းသိလိုက်ရပါတယ်အန်ရီကိုသတိပြုမိတာနဲ့သူ့ခန္ဓာကိုယ်ထဲကအပူလွန်ကဲမှုကိုထိန်းချုပ်ဖို့ဆေးဘူးတစ်ခုကိုအိတ်ထဲကထုတ်လိုက်ပါတယ်သို့တော့မထိန်ချုပ်နိုင်တော့တဲ့သူ့လက်တွေကဆေးဘူးကိုချက်ချင်းအရေးပျော်သွားစေခဲ့ပြီးပလင်းကွဲသွားကဆေးလုံးတွေဟာမြေပြင်ပေါ်ပြန့်ကျဲသွားပါတော့တယ်။အခုဆိုရင်သူ့မှာဒီအခြေအနေကိုတားဆီးဖို့နည်းလမ်းတစ်ခုမှမကျန်တော့ပါဘူး။သူ့ခန္ဓာကိုယ်တွင်းကစွမ်းရည်တွေဟာဆက်လက်တိုးပွားလာပြီးလက်မောင်းတွေဟာဖောင်းကားလာကနီးရဲပြီးမိလောင်တလို့ပူပြင်းလာခဲ့ပါတယ်။သူဟာလက်တွေကိုမထိန်နိုင်ပဲလှုပ်ရှားမိရာကအခန်းတစ်ခန်းလုံးကိုဖျက်ဆီးပစ်လိုက်ပါတယ်။နောက်ဆုံးမှာတော့စိတ်ကိုတည်ငြိမ်အောင်ထိန်းချုပ်ပြီးဒီအရာအလုံးရဲ့အကြောင်းရင်းကိုရှာဖွေဖို့ကြိုးစားပါတော့တယ်။တစ်ဖက်မှာလည်းထူးခြားစွမ်းရည်ရှိသူတွေကိုလှုပ်ဝက်စွာလိုက်လံဖန်ဆီးနေတဲ့စစ်စင်ရေးတစ်ခုစတင်နေခဲ့ပါတယ်။နောက်တစ်နေ့မှာသူဟာသမီးဖြစ်သူနဲ့အတူအပြေရှာဖို့ကားမောင်းထွက်လာခဲ့ပေမဲ့လမ်းတစ်ဝက်မှာပဲလက်မောင်းထဲကပြင်းထန်တဲ့မီးလောင်တလို့နာကျင်မှုကပြန်လည်ဖြစ်ပေါ်လာပါတယ်။သူကစတီယာတိုင်ကိုတင်းတင်းကြပ်ကြပ်ကင်လိုက်ပေမဲ့စတီယာတိုင်ဟာချက်ချင်းအရေးပျော်သွားခဲ့ပါတယ်။ဖေဖေ။အိုဖျားရည်။ဖေဖေ။ကံကောင်းစွာနဲ့နှစ်ယောက်စလုံးအပြင်းထန်ဒဏ်ရာမရခဲ့ကြပါဘူး။သမီးကကြောက်ရွံ့စွာဘာဖြစ်သွားတာလဲလို့မေးပေမဲ့သူကိုယ်တိုင်လည်းဘာဖြစ်နေမှန်းမရှင်းပြနိုင်ခဲ့ပါဘူး။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲအဝေးတနေရာကလှုပ်ရှားမှုတစ်ခုဟာတဖြည်းဖြည်းနီးကပ်လာနေခဲ့ပါတယ်။အန်ရီကရောက်လာနေပါပြီ။သူတို့မှနောက်ပြန်လှည့်ဖို့လမ်းမရှိတော့ပဲဆက်လက်ထွက်ပြေးရုံသာရွေးချယ်စရာကြံပါတော့တယ်။မကြခင်မှာပဲသူတို့ကိုထပ်မံရှာတွေ့သွားခဲ့ပါတယ်။အမှန်တော့သူဟာအလိုရှိစရင်ထဲမှာပါဝင်နေတဲ့စူပါစွမ်းအားရှင်တွေကတယောက်ဖြစ်နေခဲ့တာပါ။ရဲတွေကသူတို့ရဲ့ဒီနေရာကိုခြေရာခံပြီးသားဖြစ်တာကြောင့်ဆက်လက်ထွက်ပြေးဖို့သာဖြစ်လာပါတယ်။ထွက်ပြေးနေစဉ်အတွင်းသူဟာသူ့စွမ်းအားကိုထပ်မံအသုံးပြုပြီးနေရန်တစ်ခုကိုအရေးပြောစေကလိုက်လံမှုကနေခဏတာလွတ်မြောက်နိုင်ခဲ့ပါတယ်။ဒါပေမဲ့အသက်ရှူချိန်တော့မရသေးခင်ရဲတွေကသူ့နောက်မှာပြန်ပေါ်လာခဲ့ပြန်ပါတယ်။ယောဂကူးစက်ထားသလိုပြောင်းလဲနေတဲ့သူ့လက်မောင်းကသူ့ရဲ့အထောက်အထားကိုအပြည့်အဝဖော်ထုတ်ပေးလိုက်ပြီးဖြစ်ပါတယ်။ဒီတစ်ချိန်မှာတော့ရဲတွေကသူ့ကိုဖမ်းဆီးနိုင်မယ်လို့ယုံကြည်နေခဲ့ကြပါတယ်။သို့တော်သူ့အတွက်တုံ့ဆိုင်နေဖို့အချိန်မရှိတော့ပါဘူး။တစ်ချိန်တည်းမှာပဲသူ့မိသားစုလည်းအလိုရှိသူတွေဖြစ်ပါဝင်လာခဲ့ပါတယ်။သူဟာအိမ်တလုံးရဲ့နောက်ဘက်ကိုတိတ်တဆိတ်ရွေ့ရသွားပြီးသူ့စွမ်းအားကိုအသုံးပြုကနေရန်ထဲမှာအပေါက်ကြီးတစ်ခုကိုချက်ချင်းအရေးပြောဖောက်ထုတ်လိုက်ပါတယ်။နောက်ဆုံးမှာတော့သူ့ဇနီးနဲ့သမီးဟာဝိုင်းရံပိတ်ဆို့ထားမှုကနေလွတ်မြောက်ဖို့အခွင့်အရေးတစ်ခုရရှိခဲ့ပါတယ်။ဒါပေမဲ့မိကုန်းတစ်ခုတော့ကြံနေသေးပါ။သူတို့ဘယ်ကိုထွက်ပြေးနိုင်ကြမှာလဲ။